ဆောင်းနေရရုံးကန်ရတာပေါ့စူးစားရတာပေါ့ဒါငိုပြတာမဟုတ်ဘူးเนาะကျွန်တော်ငိုပြတာမဟုတ်ဘူးဒါတွေကတစ်ချိန်ချိန်မှာအမှတ်တရအနေနဲ့ကြံခဲ့အောင်လို့ဒီလိုမျိုးကျွန်တော်ရိုက်ထားတာဗျာဘယ်သူမှငိုမပြအောင်ကျွန်တော်ငိုပြရတာလည်းအရန်မုန်းတယ်ဘယ်သူရှိရမှာလဲငိုပြလို့ရမှငိုပြလို့ရမှထမင်းစားရမယ်ဆိုရင်ကျွန်တော်မစားဘူးဗျာအငတ်ခံလိုက်မယ်ရှင်းရှင်းလေးပဲကျွန်တော်ငိုမပြဘူးဒါကျွန်တော်ဘဝအကြောင်းကျွန်တော်မှတ်တမ်းတင်ထားမှတ်တမ်းလေးဆိုတာတစ်ချိန်ချိန်မှာထုတ်ပြခွင့်ရမယ်ဆိုရင်ကျွန်တော်ထုတ်ပြရမှာပေါ့နော်အဲဒီအတွက်ကြောင့်ကျွန်တော်မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်ဒါတွေကငိုပြရတာတွေမဟုတ်ပါဘူးကျွန်တော်လည်းတနာစရာမလိုဘူးဗျာကျွန်တော်မတနာနဲ့ကျွန်တော်တနာမကြိုက်ဘူးအဓိကပြောချင်တာကျွန်တော်ဘာပေးနိုင်လဲပြိသက်ကျွန်တော်ရဲ့ပြိသက်ကိုဘာပေးနိုင်လဲကျွန်တော်ကိုကြည့်ရှုတဲ့သူတွေကိုဘာပေးနိုင်လဲဒါပဲကျွန်တော်စဉ်းစားတယ်အခုလောလောဆယ်တော့ဘာမှမပေးနိုင်သေးဘူးကျွန်တော်ရိုက်ပြတဲ့အရာလေးပဲကျွန်တော်ပြိသက်တွေကြည့်ုံပဲရှိသေးတယ်ပေါ့နော်နောက်တစ်ချိန်ကျရင်တော့ပေးနိုင်အောင်စူးစမ်းမယ်ဗျာဒီဗီဒီယိုတွေတစ်ချိန်မှာပြန်လည်ပြီးတော့ပေးစွမ်းနိုင်အောင်ပေါ့ဒီဗီဒီယိုတွေကနေပြီးတော့တစ်ဆင့်ပေါ့နော်ကျွန်တော် content လေးလည်းကောင်းကောင်းလေးဖြစ်နိုင်အောင်တော့ကျွန်တော်စူးစမ်းနေပါတယ်ဆက်ပြီးတော့လည်းစူးစမ်းပါအောင်မယ်ဆိုင်ကယ်နဲ့ပတ်သက်ပြီးတော့အင်ဂျင်ဝိုင်းတွေပါတယ်ကြော်ညာခြင်းလည်းကျွန်တော်ဆက်သွယ်လို့ရပါတယ်ဖုန်းနံပါတ်တွေရှိပါတယ်ဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်